နေ့ခင်းတွင်တစ်ခွက်စီစဉ်ရနေပြီးတော့တင်ပြလိုက်ပါလေရှင်ဒီနေ့ဈေးရပြန်လာပြီနော်ဒါကတော့သူစီနေမှာအပိစနဲ့ပြန်ဆောက်ပါကစုံရွက်ပါဟုတ်ဟုတ်အဲ့ပြာကြီးဒီမှာကစုံရွက်ကလည်းနှစ်စီးမှတစ်ထောင်တစ်စီးမှ900ပါအေးဟုတ်ပါဘူးနှစ်စီးမှ900ပဲရှိပြီးတော့ကလားနန်းနန်းပဲခေါ်တယ်ရှမ်းနန်းနန်းပဲခေါ်ပါတယ်ဟွာပါ300ပါနှစ်ကတော့မဖြစ်ဖြစ်ပြီးတော့လေနှစ်ပြုတ်အတူလေးတို့ထားနေတယ်ဒါလေးကိုကြာတစ်ထောင်ပိုးပါနော်30တော့ဘယ်လိုရောင်းလဲတော့မလည်းမသိတစ်ထောင်ပိုးဆိုပြီးတော့ကိုကြာမှမကြည့်ရဒီရဲ့သူမျိုးချက်အမှားပါဒီကစုံညွန့်ဒီကစုံလေးနဲ့မကြည့်ရနဲ့ဟိုစီတိတ်မထည့်ပဲနဲ့အချင်းချင်းပေါ့နော်ဆက်ဆံပါရှင်ကဲဒီမှာနောက်ဆုံးမှာတော့ဒီလိုလိုက်တော့ပါတယ်တင်းရဲ့ကစုံကတော့အားတော့ဘိုးပါဟာလေးရပါရပါတော့ဟာတော့မိတော့ကြမယ်ကစုံကကျန်းနေငါပြစ်ချက်ထားအောင်နော်ဟိုရေစီဒီတိတ်တော့မရှိဘူးအဲ့လိုမျိုးလေးချက်ထုတ်အရေးဆက်ဆက်လေးပစုံ9000မှာပစုံတာ9000ပဲကမကြီးရသူ့နဲ့ထက်ကြကြီးမကြီးရကထား1000ပဲနော်ဆိုတော့6000နေတာကစုံရွက်က2စီးမှ900ပဲရှိတယ်ဆိုတော့6500တရားကနှစ်က1000ဆို9500 9300ပါတမီသားစုံစားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်